အားလုံးပဲမင်္ဂလာပါရှင်ဒီတစ်ခါမှာတော့တောင်အမေရိကတိုက်ရဲ့အလဲဘဟုမှာတည်ရှိနေတာကြောင့်တောင်အမေရိကရဲ့နှလုံးသားလို့တင်ဆောင်ခေါ်ကြတဲ့ပါရာဂွေးနိုင်ငံရဲ့အကြောင်းကိုဝေမျှချင်ပါတယ်တရားဝင်အနေနဲ့ပါရာဂွေးသမ္မတနိုင်ငံလို့ခေါ်ပြီးတောင်အမေရိကတိုက်ရဲ့လဲပိုင်းမှာတည်ရှိတဲ့ကုန်းတွင်းပိတ်နိုင်ငံတစ်နိုင်ငံဖြစ်ပါတယ်နိုင်ငံရဲ့စုစုပေါင်းအကျယ်အဝန်းကစတူရန်မိုင်ပေါင်း3,948ဖြစ်ပြီးစုစုပေါင်းလူဦးရေ6.8တန်းကျော်သာနေထိုင်တာကြောင့်လူဦးရေတိတ်သီးစာနေတဲ့နိုင်ငံဖြစ်ပါတယ်တပြည်ထောင်သမ္မတနိုင်ငံစနစ်ကိုကျင့်သုံးပြီးစပိန်ဘာသာစကားနဲ့အတူဒေသခံတိုင်းရင်းသားဘာသာစကားဖြစ်တဲ့ဂွာရာနီဘာသာစကားကိုပါပူးတွဲရုံးသုံးဘာသာစကားအဖြစ်အသုံးပြုတဲ့ထူးခြားတဲ့နိုင်ငံတစ်နိုင်ငံဖြစ်ပါတယ်လူဦးရေ1.3 တန်းကျော်နေထိုင်တဲ့အဆွန်စီအွန်မြို့ကမြို့တော်နဲ့အကြီးဆုံးမြို့ဖြစ်ပြီးစူတက်တယ်အစတရီနဲ့အန်ခါနာရှောင်းတို့ကတော့အခြားထင်ရှားတဲ့မြို့တွေဖြစ်ပါတယ်နိုင်ငံအရှေ့တောင်ပိုင်းမှာရှိတဲ့ကျဲရို Trust ခန်တူတောင်ကုန်းကတော့နိုင်ငံရဲ့အမြင့်ဆုံးနေရာဖြစ်ပြီးပင်လယ်ရေမျက်နှာပြင်အထက်2,962ပေသာမြင့်ပါတယ်ပါရာဂွေးဆိုတဲ့အမည်ဟာဂွာရာနီဘာသာစကားကနေဆင်းသက်လာပြီးအတိတ်ပဲအမျိုးမျိုးကွဲပြားနေပေမဲ့အများစုကတော့တရပူစောင်းထားသောမြစ်သို့မဟုတ်ပင်လယ်စီသို့စီးဝင်သောရှီလို့ဘာသာပြန်ကြပါတယ်။ယနေ့ပါရာဂွေးနိုင်ငံတည်ရှိရာဒေသမှာစပိန်တွေမရောက်လာခင်နှစ်ပေါင်းထောင်ချီကလေးကဂွာရာနီလူမျိုးတွေအပါအဝင်ဒေသခံတိုင်းရင်းသားလူမျိုးနွယ်စုတွေအခြေချနေထိုင်ခဲ့ကြပါတယ်။1524ခုနှစ်မှာပေါ်တူဂီစူးစမ်းရှာဖွေသူအလေးဟိုဂါစီယာကပထမဆုံးရောက်ရှိခဲ့တဲ့ဥရောပတိုက်သားဖြစ်ပြီး1538ခုနှစ်မှာတော့စပိန်လူမျိုးပွန်တီဆာလာဇာ ESP နိုဇာကအဆွန်စီအိုမြို့ကိုစတင်တည်ထောင်ခဲ့ပါတယ်။အဆွန်စီအိုမြို့ဟာတောင်အမေရိကတိုက်ရဲ့အခြားမြို့ကြီးများစွာကိုတည်ထောင်ဖို့အတွက်အဓိကအခြေစိုက်ရာနေရာဖြစ်ခဲ့တာကြောင့်မြို့ကြီးများရဲ့မိခင်လို့တောင်တင်စားခေါ်ဝေါ်ခြင်းခံခဲ့ရပါတယ်။19ရာစုနဲ့18ရာစုတွေမှာတော့ဂျက်ဆူဝစ်ခရီးယန်သာသနာပြုတွေဟာဒီဒေသမှာ Readership တို့ခေါ်တဲ့ကိုပိုင်အော်တိုခွဲရလူမှုအတိုင်းအဝိုင်းမြို့ငယ်လေးတွေတည်ထောင်ခဲ့ကြပြီးဒေသခံဂွာရာနီလူမျိုးတွေကိုခရီးယန်ဘာသာပြောင်းပေးကအကအကွယ်ပေးခဲ့ကြပါတယ်။1812ခုနှစ်မှာတော့ပါရာဂွေးကတိုက်ပွဲကြီးကြီးမားမားမရှိဘဲစပိန်လက်အောက်ကနေလွတ်လပ်ရေးရခဲ့တဲ့ပထမဆုံးတောင်အမေရိကနိုင်ငံတွေကတနိုင်ငံဖြစ်လာခဲ့ပါတယ်။လွတ်လပ်ရေးရပြီးနောက်မှာတော့အာနာရှင်ဟိုစီဂက်စပါရိုဒရီဂေ့စ်ဒီဖရန်စီယာဒါမှမဟုတ်အဲဆူပရီမိုလို့လူတီများသူရဲ့တင်းကျပ်စွာအုပ်ချုပ်မှုအောက်မှာဆယ်စုနှစ်များစွာနေခဲ့ရပါတယ်။ပါရာဂွေးသမိုင်းမှာအဆုံးအရှုံးအကြီးမားဆုံးဖြစ်ရကတော့1864ခုနှစ်ကနေ1880ခုနှစ်အထိဖြစ်ပွားခဲ့တဲ့ပါရာဂွေးစစ်ပွဲခေါ်သုံးနိုင်ငံမဟာမိတ်စစ်ပွဲဖြစ်ပါတယ်။ဘရာဇီးအာဂျင်တီးနားနဲ့ဥရုဂွေမဟာမိတ်တပ်တွေကိုတနိုင်ငံနဲ့ရင်ဆိုင်တိုက်ခိုက်ခံခဲ့ရပြီးဒီစစ်ပွဲကြောင့်ပါရာဂွေးဟာသူ့ရဲ့နေမြေအများအပြားကိုဆုံးရှုံးခဲ့ရတဲ့အပြင်စစ်တိုက်နိုင်တဲ့အရွယ်အမျိုးသားဦးရေရဲ့90ရာခိုင်နှုန်းအထိတိတ်ဆုံးခဲ့ရပြီးနိုင်ငံတစ်ခုလုံးပြိုလဲခဲ့ရတဲ့အခြေအနေဖြစ်ခဲ့ရပါတယ်။1932ခုနှစ်ကနေ1935ခုနှစ်အတွင်းမှာတော့ဂျေနယ်ထွက်ရှိနိုင်တယ်လို့ယူဆကြတဲ့ဂရန်ချာကိုဒေသပိုင်ဆိုင်မှုနဲ့ပတ်သက်ပြီးဘိုလီဗီးယားနိုင်ငံနဲ့ချာကိုစစ်ပွဲကိုတိုက်ခိုက်ခဲ့ရမှာတော့ပါရာဂွေးကအနိုင်ရရှိခဲ့ပါတယ်။20ရာစုအလဲပိုင်းမှာတော့နိုင်ငံရေးမတည်ငြိမ်မှုတွေဇက်တိုက်ဖြစ်ပွားခဲ့ပြီး1954ခုနှစ်မှာတော့ဗိုလ်ချုပ်ကြီးအာဖရက်ဒိုဆက်ထရူဆနာကအာဏာသိမ်းခဲ့ပြီး35နှစ်ကြာမြင့်တဲ့အာဏာရှင်စနစ်ကိုထူထောင်ခဲ့ပြန်ပါတယ်။1989ခုနှစ်မှာတော့စစ်တပ်ကပဲသူ့ကိုပြန်လည်ဖြုတ်ချခဲ့ပြီးဒီနောက်မှာတော့ပါရာဂွေးဟာဒီမိုကရေစီလမ်းကြောင်းပေါ်ကိုပြန်လည်ရောက်ရှိလာခဲ့ပါတယ်။နိုင်ငံရေးတည်ငြိမ်မှုနည်းနည်းရလာပေမဲ့အကျင့်ပြတ်ခြစားမှုနဲ့ဥပဒေစိုးမိုးရေးအားနည်းတာကစိန်ခေါ်မှုကြီးတွေအဖြစ်ရှိနေတုံးပါပဲ။စီးရဲမွဲတေမှုနဲ့လူမှုစီးပွားမညီမျှမှုပြဿနာတွေရှိနေသေးပေမဲ့နောက်ပိုင်းနှစ်တွေမှာတော့ပါရာဂွေးရဲ့စီးပွားရေးဟာတိတာစွာတိုးတက်လျက်ရှိပါတယ်။နိုင်ငံရဲ့မြို့တော်ဖြစ်တဲ့အဆွန်စီအွန်ဟာပါရာဂွေးမြေကမ်းနဘေးမှာတည်ရှိပြီးတမိုင်းဝင်ကိုလိုနီခေတ်အဆောက်အအုံတွေနဲ့ခေတ်မီတိုက်တာကြီးတွေရောရှက်နေတဲ့မြို့ဖြစ်ပါတယ်။မြို့လေကောင်ကသူရဲကောင်းဗိမှန်သမရအိမ်တော်နဲ့မြစ်ကမ်းနားလန်တို့ကတော့မြို့ရဲ့အထင်ရှားဆုံးနေရာတွေဖြစ်ပါတယ်။ပါရာဂွေးနဲ့ဘရာဇီးနယ်စပ်ကိုဖြတ်တန်းစီးဆင်းနေတဲ့ပါရာနာမြစ်ပေါ်မှာတည်ဆောက်ထားတဲ့အီထိုင်ပူစေကြီးကတော့ကမ္ဘာအကြီးဆုံးရေအားလျှက်စစ်စက်ရုံတွေကတစ်ခုဖြစ်ပြီးခေတ်သစ်ကမ္ဘာအမွေ9ခုစည်ရင်းမှလည်းထည့်သွင်းသတ်မှတ်ခံထားရပါတယ်။ဒီရေကာတာကြီးရဲ့အီယာမှာအဆောက်အအုံတွေကိုလေ့လာရေးခရီးစဉ်တွေအနေနဲ့သွားရောက်ကြည့်ရှုလေ့လာနိုင်ပါတယ်။ UNESCO ကမ္ဘာအမွေအနှစ်နေရာတွေအဖြစ်သတ်မှတ်ခံထားရတဲ့ La Santissima Trinidad de Paraná နဲ့ Jesus de Tabaran ဂွေးတို့ကတော့19ရာစုကဂျက်ဆူးဆွတ်တီတိဆောက်ခဲ့တဲ့မြို့ဟောင်းအပြတ်အစည်းတွေဖြစ်ပါတယ်။ကြီးမားတဲ့ကြောက်တုံးဖျားကျောင်းတွေလူနေအိမ်ယာတွေနဲ့အလုံးယုံတွေရဲ့အကျွေးအကြံတွေကတချိန်ကဒီဒေသရဲ့သမိုင်းနဲ့ယဉ်ကျေးမှုကိုထင်ဟပ်ပြနေပါတယ်။စူတက်တက် ST ကတော့ဘရာဇီးအာဂျင်တီးနားတို့နဲ့နယ်နိမိတ်ချင်းထိစပ်နေတဲ့သုံးနိုင်ငံနယ်စပ်မှာတည်ရှိပြီးပါရာဂွေးမှာဒုတိယအကြီးဆုံးမြို့ဖြစ်တယ်လို့တောင်အမေရိကရဲ့အကြီး
ဆုံးဈေးဝယ်စင်တာမြို့ကြီးတစ်မြို့တွေဖြစ်ပါတယ်။ electronic ပစ္စည်းတွေနဲ့အခြားကုန်ပစ္စည်းတွေကိုအခေါ်လို့နေပါဝယ်ယူနိုင်တာကြောင့်နိုင်ငံတကာကဈေးဝယ်သူတွေနဲ့အမြဲစီကားနေတဲ့မြို့ဖြစ်ပါတယ်။အခါနာစီအော်မြို့ကိုတော့တောင်ပိုင်းရဲ့ပလဲရတနာလို့တင်စားခေါ်လေးရှိပါတယ်။တာယာလှပတဲ့မြစ်ကမ်းခြေတွေနဲ့ကြော်ကြားပြီးပါရာဂွေးနိုင်ငံရဲ့အကြီးဆုံးနဲ့အစီကားဆုံးကာနီဗယ်ပွဲတော်ကြီးကိုနှိမ့်ဆင်ကျင်းပရာနေရာလေးဖြစ်ပါတယ်။ဂရန်ချာကိုဆိုတာကတော့နိုင်ငံရဲ့အနောက်ဘက်ခြမ်းကအခုလုံးနီးပါးကိုလွှမ်းခြုံထားတဲ့ပူပြင်း၆တွေ့ပြီးလူနေကျဲပါတဲ့သဘာဝနေမြေကြီးဖြစ်ပါတယ်။ကြောက်ကွာတွေထပ်ပီယာလို့ခေါ်တဲ့ကြံ့သူတော်တွေနဲ့ထူးခြားတဲ့ကံမျိုးစိတ်တွေစက်စားရနေရာဖြစ်ပြီးခရီးသွားတွေနဲ့သဘာဝလေးလာသူတွေအတွက်စိတ်ဝင်စားစရာနေမြေတစ်ခုဖြစ်ပါတယ်။အန်ခါနာစီအော်မြို့အနီးမှာတည်ရှိတဲ့အီပါခရာရေကန်ကတော့တာယာလှပတဲ့ရှုခင်းတွေကြောင့်ဒေသခံတွေအပန်းဖြေရာနေရာတစ်ခုဖြစ်ပါတယ်။21စတူရန်မိုင်ကျော်ကျင်းဝန်းနဲ့ဒီရေကန်ကြီးရဲ့အကြောင်းကိုရေးဖွဲ့ထားတဲ့တခြင်းတွေကြပြရီဟာပါရာဂွေးယဉ်ကျေးမှုရဲ့အစိတ်အပိုင်းတစ်ခုလိုဖြစ်နေပါတယ်။ပါရာဂွေးနိုင်ငံရဲ့အခြားထင်ရှားတဲ့နေရာတွေကတော့ Asunción က Costa Negra ကမ်းနားရိပ်သာလန်ပါရာဂွေးလွတ်လပ်ရေးကိုကြီးညာဖို့တော်လှန်ရေးသမားတွေစတင်စီစဉ်ခဲ့တဲ့နေရာခါဆာဒီလာအင်ဒီပန်ဒန်စီယာရီယာဒီအပန်းဖြေစခန်းမြို့ကလေးစမ်ဘာနာဒီနိုနာကွန်ဒေအမျိုးသားဥယျာဉ်နဲ့ရေတကုံလှပတဲ့တောင်ကုန်းတွေတတော်တွေရှိရာဆယ်ရိုခေါ်ရာအမျိုးသားဥယျာဉ်ဂျာမန်တွေဘွားတွေအခြေချနေထိုင်ရာဖဲလာဒယ်ဖီယာမြို့ကလေးနဲ့ကြည်လင်ပြီးသေးဖြူတွေနဲ့တဘာဝထိန်းသိမ်းရေးနယ်မြေတစ်ခုဖြစ်တဲ့လာဂူနာဖလန်ကာရေကန်စတာတွေဖြစ်ပါတယ်။ပါရာဂွေးလူဦးရေရဲ့80ရာခိုင်နှုန်းခန့်ဟာစပိန်လူမျိုးနဲ့ဂွာရာနီတိုင်းရင်းသားတို့တွင်းတော်ရာကနေဆင်းသက်လာတဲ့မတ်စတီဆိုတွေဖြစ်ကြပြီးဥရောပနွယ်ပေါ်အာရှနွယ်ပေါ်နဲ့ဒေသခံတိုင်းရင်းသားအနှဲငယ်လေးနေထိုင်ကြပါတယ်။လူဦးရေရဲ့95ရာခိုင်နှုန်းခန့်ကခရီးယန်ဘာသာဝင်တွေဖြစ်ပြီးတော့အခြားဘာသာကိုးကွယ်သူအနှဲငယ်လေးနေထိုင်ကြပါတယ်။နိုင်ငံရဲ့စီးပွားရေးဟာစိုက်ပျိုးရေးအပေါ်မှာအထူးကမိခိုနေပြီးပဲပိဆက်အမဲသားပြောင်းဘူးနဲ့ဂျုံတို့ကအဓိကထွက်ကုန်တွေဖြစ်ပါတယ်။အထူးသဖြင့်အီထိုက်ဘူးနဲ့ယာစီရီတာဆယ်ရီကနေထုတ်လုပ်တဲ့ရေအားလျှက်စစ်ကိုဘရာဇီးနဲ့အာဂျင်တီးနားနိုင်ငံတွေစီတင်ပို့ရောင်းချတာကြောင့်ကမ္ဘာလျှက်စစ်အများဆုံးတင်ပို့တဲ့နိုင်ငံတွေထဲမှာတနိုင်ငံအပါအဝင်ဖြစ်ပါတယ်။အခြားလုပ်ငန်းတွေအနေနဲ့ဘီလက်မြေအဝိတ်အထိန်အဖျော်ရမကတစ်သားထုတ်ကုန်တမ္ပဏိနဲ့တထုတူးဖော်ရေးလုပ်ငန်းတွေကိုလည်းလုပ်ကင်ကြပါတယ်။နိုင်ငံသားတွေရဲ့နှစ်စဉ်ပြန်မြ GDP ကအမေရိကန်ဒေါ်လာ6999ဖြစ်ပြီးငွေကြေးစနစ်အနေနဲ့ပါရာဂွေးဂွာရာနီကိုအသုံးပြုပါတယ်။ပါရာဂွေးရဲ့အရွယ်ရောက်ပြီးသူစာတက်မြောက်နှုန်းက94ရာခိုင်နှုန်းရှိပြီးပညာရေးကိုအလေးထားတဲ့နိုင်ငံတစ်နိုင်ငံဖြစ်ပါတယ်။ Asunción အမျိုးသားတက္ကသိုလ်ကတော့နိုင်ငံရဲ့အဓိကတက္ကသိုလ်ကြီးဖြစ်ပြီးတော့1889ခုနှစ်ကတည်းကစတင်ဖွင့်လှစ်လာခဲ့တာဖြစ်ပါတယ်။ဌာနပေါင်း12ခုနဲ့ဖွဲ့စည်းထားတဲ့ဒီတက္ကသိုလ်ကြီးမှာတော့စာသင်သားပေါင်း9000ခန့်တက်ရောက်လျက်ရှိပါတယ်။နိုင်ငံတွင်တည်ယူပို့ဆောင်ရေးအတွက်ကားလမ်းတွေကိုအဓိကအားထားရပြီးပါရာဂွေးနဲ့ပါရာနာမြစ်ကြောင်းတစ်လျှောက်မှာတော့ရေကြောင်းတည်ယူပို့ဆောင်ရေးကအရေးပါတဲ့အခန်းကဏ္ဍကနေပါဝင်ပါတယ်။ Asunción မြို့ကစီပီယိုပတ်တီရူစီအပြည်ပြည်ဆိုင်ရာလေဆိပ်ကအဓိကလေကြောင်းဝင်ပေါက်ဖြစ်ပြီးတစ်နှစ်ကိုလေကြောင်းခရီးသွားတသန်းဝန်းကျင်သာရှိပါတယ်။ရာသီဥတုကတော့တမပိုင်းရာသီဥတုမျိုးဖြစ်ပြီးရာသီမှာအလွန်ပူပြင်းကစောင်းရာသီမှာတော့အသင့်အတင့်အေးများပါတယ်။အရှိတ်ဘက်ချမ်းမှာစိုးစိုးပူနွေးပြီးအနောက်ဘက်ချမ်းမှာတော့ပူပြင်းခြောက်သွေးပါတယ်။အဓိကအဖြစ်နွေနဲ့စောင်းဆိုပြီးတစ်မျိုးပဲရှိပေမဲ့တောင်ဘက်ကနေရုတ်တရက်ဝင်လာတဲ့အေးခဲတဲ့လေထုတွေကြောင့်အပူချိန်ဟာတိတိတသားအပြောင်းအလဲမြန်တက်လေးရှိပါတယ်။ကုန်းတွင်းပိတ်နိုင်ငံဖြစ်ပေမဲ့ပါရာဂွေးမှာကိုယ်ပိုင်ရေတပ်ရှိပါတယ်။တပ်ဖွဲ့ဝင်9400ခန့်ရှိတဲ့ဒီရေတပ်ဟာနိုင်ငံရဲ့နေနမိတ်တွေဖြစ်တဲ့ပါရာဂွေးနဲ့ပါရာနာမြစ်ကြောင်းတစ်လျှောက်မှာကင်းလှည့်စောင့်ချက်ပြီးနိုင်ငံရဲ့ကုန်းသွယ်ရေးအတွက်အရေးပါတဲ့ရေလမ်းကြောင်းတွေကိုကာကွယ်ပေးပါတယ်။ပါရာဂွေးနိုင်ငံရဲ့အလံတော်ဟာကမ္ဘာပေါ်မှာရှေ့ဘက်နဲ့နောက်ဘက်အမှတ်တစိမ့်မတူညီတဲ့တစ်ခုတည်းသောနိုင်ငံတော်အလံဖြစ်ပါတယ်။အရှေ့ဘက်မှာနိုင်ငံတော်တစိမ့်ပါရှိပြီးအနောက်ဘက်မှာတော့ဗန္ဒာရေးဝန်ကြီးဌာနရဲ့တစိမ့်ပါရှိပါတယ်။ဒေသခံတွေရဲ့နေစဉ်ဘဝမှာမရှိမဖြစ်အရာကတော့ဂျဲလ်ဘာမာတီလို့ခေါ်တဲ့လက်ဖက်ချောက်လိုအရွက်ကိုရေနွေးနဲ့နှက်ပြီးတောက်သုံးတဲ့ဒလီဖြစ်ပါတယ်။ရေခဲရေနဲ့တောက်တဲ့အခါမှာတော့ terrary လို့ခေါ်ပြီးလူမှုရေးပေါင်းတင်ဆက်ဆံမှုရဲ့အမှတ်အသားတစ်ခုလေးဖြစ်ပါတယ်။ချီပါလို့ခေါ်တဲ့ကော်မုတ်နဲ့တင်ကအဓိကပါဝင်တဲ့မုံလုံးဟာပါရာဂွေးရဲ့ထင်ကရအစားအစာတစ်ခုဖြစ်ပြီးအထူးသဖြင့်ပွဲတော်ရက်တွေမှာလူတိုင်းစားသုံးလို့ရှိကြပါတယ်။ပါရာဂွေးရဲ့ထင်ရှားဆုံးပွဲတော်ကတော့တောင်ဘက်စွန်းမြို့ဖြစ်တဲ့အင်ကာနာစီအိုမြို့ရဲ့ခါနီဘယ်ပွဲတော်ဖြစ်ပါတယ်။ဒီပွဲတော်ကိုနှစ်စဉ်ဇန်နဝါရီလကုန်မှဖေဖော်ဝါရီလအတွင်းမှာရက်သတ္တပတ်ပေါင်းများစွာစနေနေ့ညတိုင်းကျင်းပလိမ့်ရှိပြီးပါရာဂွေးရဲ့အကြီးမားဆုံးနဲ့အယောင်အသွေးစုံလင်ဆုံးယဉ်ကျေးမှုပွဲတော်ဖြစ်ပါတယ်။ပါရာဂွေးရိုးရာကောက်ကွက်နဲ့တီးခီတာတွေရောဆက်ပါဝင်နေတဲ့စီကားတဲ့မြင်ကွင်းတွေကိုမြို့လေကစမ်ဘာဒရုန်းခေါ်ပွဲကြီးစင်းကြီးကနေအပြည့်အဝခန်းစားကြည့်ရှုနိုင်ပါတယ်။ဘောလုံးနဲ့ဘတ်စကတ်ဘောတွေကတော့နိုင်ငံရဲ့လူကြိုက်အများဆုံးအားကစားတွေဖြစ်ပြီးလာအိုလာအားကစားကွင်းနဲ့ချာကိုအားကစားကွင်းတွေကအလွန်မေးကြော်ကြပါတယ်။ပါရာဂွေးရဲ့လူတွေအများဆုံးအားကစားသမားကတော့ဂိုးသမားကြီးဖီလာဘတ်ဖြစ်ပါတယ်။သူကဘာကြော်ရတဲ့အထီးကချက်ကတော့ဂိုးသမားဖြစ်ပေမဲ့သူကစားခဲ့တဲ့ professional တက်တန်းတစ်လျှောက်မှာဂိုးပေါင်း68ခုအထိသွင်းယူနိုင်ခဲ့လို့ဖြစ်ပါတယ်။အများအားဖြင့်တော့သူရဲ့တိကျတဲ့ဘဲချီကန်ချက်နဲ့ free kick တွေကနေသွင်းယူခဲ့တာဖြစ်
ဖြစ်ပါတယ်။ပါရာဂွေးဘောလုံးအသင်းကတော့ကမ္ဘာဖလားကို7ကြိမ်အထိတက်ရောက်နိုင်ခဲ့ပြီးအမြင့်ဆုံးအဆင့်အနေနဲ့ quarter final အထိတက်ရောက်နိုင်ခဲ့ပါတယ်။ပါရာဂွေးမှာနေထိုင်ရတာနဲ့အကောင်းဆုံးအချက်ကတော့လူနေမှုစိတ်အရန်သက်သာတာရဲ့လူတွေကအရန်ဖော်ရွေပြီးနှွေးထွေးတာရဲ့ပါပဲ။အထူးသဖြင့်နိုင်ငံသားတွေအတွက်ဝင်ငွေကုန်နေတာကလည်းအားသာချက်တစ်ခုဖြစ်ပါတယ်။အသည့်အတင့်ငြိမ်းချမ်းတဲ့နိုင်ငံဖြစ်ပေမဲ့အကျင့်ပြတ်ချစားမှုများခြင်းအခြေခံအစားအအုံတွေလိုအပ်နေခြင်းနဲ့ကျန်းမာရေးစောင့်ရှောက်မှုစနစ်နှိမ့်ကျခြင်းတွေကတော့ဒီနိုင်ငံရဲ့အားနည်းချက်တွေဖြစ်ပါတယ်။ဘလောက်ဆိုရင်တော့တောင်အမေရိကရဲ့နှလုံးသားလို့တင်စားခေါ်ဝေါ်ကြတဲ့ပါရာဂွေးနိုင်ငံရဲ့အကြောင်းကိုတော်လေးသိသွားလောက်ပြီးထင်ပါတယ်။နာဆင်သူတုဒ္ဒဆောင်မိတ်ဆွေအပေါင်းကျွေးလန်းချမ်းမြေကြပါစီရှင်။